ဒီကောင်လေးကတော်တိတ်တန်လောက်တော့မှမကြည့်ပါဘူးရေချိုးမလို့ရေချိုးဆက်ပြဘူးကိုတက်သွားခဲ့ပေမဲ့ဘူးကိုဖီးဖို့အတွက်အားကလည်းမရှိပြန်ပါဘူးကလေးတော့ကသူ့ကိုတစ်ချက်ကူနေပြီးလိုက်တဲ့အခါမှာသူ့ရဲ့ခန္ဓာကိုယ်ဟာချက်ချင်းပဲဆက်ပြလေးနဲ့ပြည့်နေသွားရပါတယ်အဲဒီခါမှာတော့ကောင်လေးကဘေးစင်ထဲကိုခုန်ချပြီးတော့ဆေးချလိုက်သလိုသူရေချိုးပြီးတဲ့အချိန်မှာကလေးလေးဟာသူ့အတွက်ရေပိုက်ကောင်းဖွင့်ပေးပြန်ပါတယ်ရုတ်တရက်ရေတွေကျလာတဲ့အခါမှာသူဟာရင်းနေသလိုဖြစ်သွားခဲ့ပြီးတော့အဲဒီလိုတည်တည်လေးတွေတွေ့ခဲ့တဲ့ပုံကတော့ကလေးလေးအတန်တစ်ခုခုကြားတာကြောင့်အောက်တက်ကိုသွားကြည့်တဲ့အချိန်မှာပဲအလင်းရောင်တစ်ခုထွက်လာခဲ့ပြီးတော့အနီးကသွားကြည့်လိုက်တဲ့အခါမှာသူတို့အိမ်ကကြောင်မလေးကမလှုပ်တလုံးနဲ့ရက်နေပြီးပန်းဝထဲမှာတခုခုလှုပ်လို့နေပါတယ်ကလေးလေးကလက်နဲ့ကန်ကြည့်တဲ့အခါမှာသူ့ရဲ့လက်ဖွားအမြင့်လောက်ပဲရှိတဲ့လူသေးသေးလေးတစ်ယောက်ဖြစ်နေတာတွေ့ရပြီးသူဟာလူကောင်ကသိပေမဲ့ဒေါသကတော့အယံကိုကြီးလာပါတယ်ကလေးလေးရဲ့လက်ကိုတခါတည်းကက်လိုက်တာဖြစ်ပြီးသူကိုယ်တိုင်ကလည်းပကံစေးဖော်တွေကိုပြုတ်ကျလို့သွားစီပါတယ်အဲနောက်မှာတော့ဝက်ဦးကိုအားနဲ့ဖြုတ်ပြီးတဲ့အခါမှာကလေးကိုချိန်ကိုက်နေပါတယ်ကလေးလေးကလည်းခွက်တစ်ခုနဲ့သူ့ကိုအုပ်လိုက်တာဖြစ်ပြီးအဲဒီခါမှာတော့လူသေးသေးလေးကလက်နဲ့ချပြီးတော့အရှုံးပေးခဲ့ရပါတယ်မနေ့ကိုရောက်တဲ့အခါမှာလူသေးသေးလေးမနေ့စာခိုးစားနေတာကိုကလေးလေးဟာတွေ့သွားခဲ့တာဖြစ်ပါတယ်အရင်ညင်ဘက်နေတဲ့အခါမှာတော့ရေချိုးမှဖြစ်ပြီးအဲဒါကြောင့်မလို့ပဲဗီဒီယိုအစမှာဖြစ်ခဲ့တဲ့ကိစ္စဖြစ်သွားခဲ့တာဖြစ်ပါတယ်ရေချိုးပြီးတဲ့အချိန်မှာကလေးလေးက8 cm ရှိတဲ့တွားတိုက်တန်နဲ့လူသေးသေးလေးကိုခေါင်းနီတောင်ဖိပြီးလိုက်ပါသေးတယ်ပြီးလို့ရှင်တော့ကလေးလေးကလူသေးသေးလေးရဲ့အင်ကြီးကိုအသီးကျိတ်ဆက်တဲ့ကိုထည့်ပစ်လိုက်ပါတယ်။ဆက်ပြမုံကိုထည့်ပြီးတော့ခလုံးနှိပ်လိုက်တာဖြစ်ပြီးအဲနောက်မှာတော့ရှော့ပြီးသားအင်ကြီးကိုပေါမုံခင်ဆက်ပေါ်မှာกินပေးပြန်ပါတယ်။သူတို့ဟာစကားလေးပြောရင်းနဲ့တငယ်ချင်းကောင်းတွေဖြစ်သွားကြတာဖြစ်ပြီးလူသေးသေးလေးဟာသူတို့ရဲ့မျိုးနွယ်စုကလူတွေအကုန်လုံးမော်ဆွမ်းရှိကြတဲ့အကြောင်းတွေကိုပြောပြလိုက်ပါတယ်။မင်းညာတို့တကောင်ချက်ထင်ပြီးတော့မှအိမ်ကကြောင်ကိုလိုက်ပြီးတော့ဖမ်းစားနေသူလို့သူ့ရဲ့ဂါရာနဲ့ကြောင်ကိုရက်ခမ်းလိုက်တာဖြစ်ပြီးအဲ့ဒီကြောင်လေးအတွက်ဂါရာဖြစ်ပြီးတဲ့အချိန်မှာတော့ဂါရာဟာတုံးမိပြန်လာပါတယ်။ကြောင်လေးကလည်းရက်နေတဲ့ဘွားကနေကြောက်ရွံ့ဘွားကိုပြောင်းလဲသွားခဲ့တာဖြစ်ပြီးတော့မှလူသေးသေးလေးကသူ့ရဲ့ဂါရာကိုကောင်းကောင်းမတုံးတတ်သေးတာကြောင့်ပဲခဏခဏမှားတတ်တဲ့အကြောင်းလေးပြောပြလိုက်ပါတယ်။နောက်မှဆိုလို့ကျွန်တော်တို့ဟာကလေးလေးရဲ့ဘေးမှာအိတ်လိုက်ပြီးနောက်နေ့မနေ့မှာတော့ကလေးလေးရဲ့အမတွေကကြောက်ရွံ့ဖြစ်သွားတဲ့အကြောင်းကိုတွေ့သွားရပါတယ်။အဲဒါကြောင့်မလို့ပဲကလေးလေးဟာသူ့ရဲ့အမကိုအကြောင်းရင်းကိုပြောပြလိုက်တာဖြစ်ပြီးသူ့ရဲ့အမကလူသေးသေးလေးကိုကြည့်ပြီးတော့ကြောင်သွားရပါတယ်။ကြောင်လေးကတော့ကံကောင်းတာကြောင့်ပဲကြောက်ရွံ့ဘွားကနေကြောက်ခဲဘွားကိုလုံးဝမကူခဲ့ပါဘူး။နောက်ပြီးလို့ရှိရင်လည်းသူတို့မောင်နှမနှစ်ယောက်ဟာခရစ်စမတ်တစ်ပင်ကိုတွားပြီးတော့ဝဲကြပြီးအခုချိန်မှာတော့အဖိုးတယောက်ကတစ်ပင်ထဲမှာရှိတဲ့လူသေးသေးလေးကိုတွေ့လိုက်ရပါတယ်။ပြီးလို့ရှိရင်သူ့ရဲ့လက်နဲ့တွားပြီးတော့နှိုက်လိုက်တယ်လို့လူသေးသေးလေးလေးကြောက်ပြီးတော့မှသူ့ရဲ့ဂါရာနဲ့အဖိုးကြီးကိုရက်သွားအောင်လုပ်လိုက်ပါတယ်။ရက်သွားရုံနဲ့လည်းမကကြောက်ရွံ့ပါဖြစ်သွားရတာဖြစ်ပြီးအဲနောက်မှာဆိုလို့ရှိရင်တော့အရက်ပါရှိလာတတ်ပါတယ်။သုံးတဲ့တိုင်လောက်မြင်းနဲ့ကြောက်နေရကြီးတွေဖြစ်သွားပြီးတော့ညဘက်အဖေပြန်ရောက်တဲ့အခါမှာကိုယ့်ရဲ့အိမ်ရှင်မှာအဲ့လောက်ကြီးတဲ့ကြောက်ရွံ့ကိုတွေ့လို့ဒေါသတကြီးရဲကိုတန်းလိုက်တာဖြစ်ပြီးတော့မှပြီးလို့ရှိရင်တော့သူတို့မောင်နှမတယောက်ကိုစိုက်နေကိုခေါ်သွားလိုက်တာဖြစ်ပါတယ်။ဖေဖေကသူ့ရဲ့ကြိုင်ဆုံးဖြစ်တဲ့ကမာကောင်စာရှိမိကိုမာလိုက်တာဖြစ်ပြီးသူ့ဘာသာစားနေတဲ့ချိန်မှာသူ့ရဲ့သားလေးကတော့သူ့ကိုကြည့်ပြီးတော့မှအန်ဂျင်နေတာပဲဖြစ်ပါတယ်။လူသေးသေးလေးကလည်းသူ့ကားတာနဲ့ကမာကောင်တွေကိုဟမ်ဘာဂါကြီးဖြစ်အောင်လုပ်ပေးလိုက်တာဖြစ်ပြီးကောင်မလေးတွေစက်ပြမုံစူလီလုပ်ပေးလိုက်ကြတာပဲဖြစ်ပါတယ်။သူတို့မောင်နှမလည်းအရန်ကိုပျော်ရွှင်သွားကြတာဖြစ်ပြီးအခုချိန်မှာထမင်းဆိုင်ရဲ့မန်နေဂျာရောက်လာခဲ့ပြီးတော့အစားအစာတွေကိုမပါလာဖို့တည်းပြောနေပါတယ်။သူတို့ရဲ့ဘေးကမတ်တက်ရက်ပြီးတော့ရှင်းပြနေတဲ့ချိန်မှာဘေးကစပွဲတို့တယောက်ကပကံကိုရိုက်မိသွားခဲ့ပါတယ်။ဘေးမှာထိုင်နေတဲ့အန်တီကလည်းဒုက္ခရောက်သွားပါတယ်။ပြီးလို့ရှိရင်တော့သူတို့တွေဟာအပြစ်ပေးခံရမှာဖြစ်ပြီးအဲ့ချိန်မှာကလေးလေးကသူ့ရဲ့အဖေကိုလူသေးသေးလေးရဲ့အကြောင်းလေးပြောပြလိုက်ပါတယ်။အဲ့တော့သူတို့တွေထွက်ပြေးနေအောင်လှုပ်ပေးဖို့တဲ့ဖေဖေဟာလူသေးသေးလေးတွေကိုတောင်းဆိုလိုက်တာဖြစ်ပြီးလူသေးသေးလေးတွေလက်ဆန်းလိုက်တာနဲ့အလင်းရောင်နဲ့အများကြီးထွက်လာပြီးတော့သူတို့မိသားစု၃ယောက်ဟာတေးသေးကူးလေးတွေဖြစ်သွားကြပါတယ်တဲ့အကောင်လုံးကလူသေးလေးတွေဖြစ်သွားကြပြီးတော့ကြောင့်သူတို့တွေဟာတကားအောက်ကနေထပ်ပြေးလာကြတာပဲဖြစ်ပါတယ်အခုချိန်မှာတော့အမိုက်ပြည့်တဲ့လူတယောက်ထွက်လာတာဖြစ်ပြီးကံကောင်းတာကြောင့်အနေမခံလိုက်ရပေမဲ့တွိုင်းရင်နဲ့ပန်းသီးဥတန်တစ်ခုကပြုတ်ကျလာပြန်ပါတယ်အခုချိန်မှာတော့အဖေဟာသူတို့ကိုပြန်ပြောင်းပေးဖို့အတွက်တောင်းဆိုလိုက်တာဖြစ်ပြီးဒါပေမဲ့လူသေးသေးလေးရဲ့ခါရာကပြတ်သွားပြန်ပါတယ်ခါတိုင်း10မိနစ်လောက်ရှောက်ရတဲ့ပြန်လဲဟာအခုချိန်မှာတော့သူတို့အတွက်ကမိုင်းထောင်ချီလို့နေပါတယ်သူတို့ရာအရန်ကိုအေးပြီးတော့မှဘိုင်ယန်စာနာကြောင့်စူပါမားကတ်တစ်ခုနာကိုရောက်လာခဲ့ပါတယ်အဲဒီနောက်မှာတော့အေယာမအာလူကျော်ကိုစားလိုက်ရပြီးအာလူကျော်တစ်ချက်ကသူတို့အတွက်3ရက်လောက်တော့မှစားလို့ရနေပါသေးတယ်ပြီးလို့ရှိရင်သူတို့ရာအိုးတကူရဲ့အောက်မှာတညနားလိုက်တာဖြစ်ပြီးနောက်နေ့မနေ့မှာကြောက်ရွံ့ကိုဖြိုပြက်မဲ့တဲ့ရင်ကကြားလိုက်ကြပါတယ်ဒါကြောင့်မဲ့သူတို့ရာအိမ်မြင်မြန်ပြန်မှုအတွက်လုံနေရတာဖြစ်ပြီးကလေးလေးကတော့ကွန်ထရိုကားကိုပြင်ကမောင်းတက်လို့သွားပါတယ်သူရဲ့ကားကရမှုကိုကားပေါ်မှာတင်ပြီးတော့ကျိုးနဲ့ချောင်းနဲ့ကားရဲ့အိုဒီယာကိုထိန်းချုပ်ထားတာဖြစ်ပြီးဒီလိုနဲ့သူတို့တွေဟာလမ်းပေါ်မှာမြန်မြန်ပဲမောင်းသွားလိုက်ပါတယ်အခက်အခဲတွေကိုလည်းအစင်းစင်းကြော်ပြရမှာဖြစ်ပြီးသူတို့ရှိမှတော့လက်ဆက်တဲ့ဓာတ်မြေဩဇာတပုံရုတ်တရက်ပေါ်လာပြီးတော့တိုက်ခါနေကမှလူသေးသေးလေးကရှောင်နိုင်ခဲ့ပါတယ်နောက်ဆုံးပရိမိုးနိုင်တဲ့အခါမှာခွေးလေးကောင်ရဲ့ခြေထောက်ကိုတိုက်မိခဲ့တာဖြစ်ပြီး
ခွေးကလည်းဒေါသတွေထွက်ပြီးတော့မှကားကိုလာပြီးတော့ကြိုက်ပါတယ်။ခံကောင်းတာတစ်ခုကတော့ခွေးရဲ့တခင်ကကားကိုလူလိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့အဖေဟာလွှင့်ထွက်သွားခဲ့တာဖြစ်ပြီးအဲဒါကြောင့်ပဲအထူးကယ်ဆယ်ရေးအဖွဲ့တွေကိုဖုန်းဆက်ပေးလိုက်ပါတယ်။ဇဝင်းကလည်းလူသေးသေးလေးတွေကိုကြည့်ပြီးတော့မှအံ့ဩသွားရတယ်လို့ဒါပေမဲ့လည်းအဖေကိုတော့စစ်ဆေးပြီးတော့ X-ray ထက်မှန်ရိုက်ပေးလိုက်ပါတယ်။သူ့ရဲ့လက်ရိုးကျိုးသွားလို့ဖြစ်ပြီးအဲဒီလိုနဲ့အဖေဟာပတ်တီးပတ်လိုက်ရပါတယ်။ဒါပေမဲ့လူသေးလေးကတော့ပျောက်ကွယ်သွားခဲ့တာဖြစ်ပြီးအဲဒါကြောင့်ပဲသူတို့မိသားစုဟာလူသေးသေးတွေကိုရှာရင်းနဲ့အိမ်ကိုလမ်းလျှောက်ပြန်လာခဲ့ပါတော့တယ်။ခိုးတကောင်ဟာသူတို့ရဲ့ခေါင်းပေါင်ကိုရုပ်တရက်ဖြတ်သွားတာဖြစ်ပြီးသူတို့တွေမောကြည့်လိုက်တဲ့အခါမှာတော့လူသေးသေးလေးဖြစ်နေပြန်ပါတယ်။သူကအစားအစာတွေနဲ့ခိုးသူ့ရဲ့စကားနားထောင်အောင်ထိန်းချုပ်ထားတာပဲဖြစ်ပါတယ်။ပြီးလို့ရှိရင်သူတို့ရခိုးကိုစီးပြီးတော့မှအိမ်ကိုပြန်သွားကြတာဖြစ်ပြီးလူသေးသေးလေး၄ယောက်ကိုတင်ပြီးတော့ပြန်နေတဲ့ခိုးကိုလူချင်းမင်းတို့တင်ဘူးပါလား။သူတို့တွေပြန်နေတဲ့အချိန်မှာအဖေကမတော်တဆပြုတ်ကျသွားခဲ့ပြီးတော့သူတို့ကအဖေကိုသွားပြီးတော့ဆွဲပေးမယ်လေအဖေကအရန်ကိုလေးတာကြောင့်အကုန်လုံးကပြုတ်ကျသွားခဲ့ပါတယ်။အရေးကြီးတဲ့အချိန်မှာလူသေးသေးလေးဟာဂရာနဲ့သူတို့ကိုပုံမှန်လူပြန်ပြီးတော့ဖြစ်အောင်လုပ်ပေးနိုင်တော့ခဲ့တာဖြစ်ပြီးပြန်ပြုတ်ကျသွားတဲ့အချိန်ကိုလည်းနှီးအောင်ထပ်ပြီးတော့လုပ်ပေးလိုက်တာကြောင့်ပဲတငယ်ချင်း၃ယောက်ဟာအန်ဒီရဲ့ကင်းကင်းနဲ့တွားနေပါတော့တယ်။အခုချိန်မှာတော့လူသေးသေးလေးဟာခိုကာလာနဲ့ထပ်ပြီးတော့မှခိုင်းနေပေမဲ့တက်ပေါ်မှာရှိတဲ့ကြောက်ရွံ့တရုပ်ကိုတွားပြီးတော့ခိုင်းမိသွားတာဖြစ်ပြီးဟာဂျူလီကြောက်ရွံ့ကြီးကသူ့ပေါင်းရာနဲ့ချီထားတဲ့ကဘာလုံးကြီးကိုလွှတ်ချလိုက်တာတဲ့ပြီးလို့ရှင်တော့အကျော်ဆက်ပြီးတော့ထိုင်နေပါတယ်။အမလီကဘာလုံးကြီးကအရန်လေးတာပဲသိလား။လမ်းသွားတဲ့လူတွေတော့မှအံ့ဩရပြီးခိုးကလည်းအခုချိန်မှာသူတို့ကိုထားခဲ့လိုက်သူတို့ဟာဂျာကိုလီနာကိုတွားပြီးတော့စကားပြောလိုက်နေနင်ကဘာလုံးကြီးကို200ချီလောက်မှားထားရတာမပင်မဘူးလားဟာဂျူလီကလည်းသူတို့ကိုရင်ပြန်ပြီးတော့ပြောပါတယ်အများကြီးတွေးမနေပါနဲ့အားရပါရသာလှုပ်ချလိုက်တဲ့သူတို့ရဲ့ကြော်တဲ့ရန်ကိုရလို့ကုတ်ပေအောင်နဲ့ပြီးလို့ရှင်တော့သူတို့ဟာသူတို့ရဲ့အိမ်မက်ကိုမြ мян ပြေးသွားလိုက်တာဖြစ်ပြီးတော့ဟိုကြောက်ရွံ့ဖြစ်သွားတဲ့အဖိုးကြီးကလမ်းများပိတ်မိနေပြီလားရဲဘက်ကသူတို့ကိုဖြိုးဖြိုးအတွက်လုံနေတာဖြစ်ပြီးကလေးလေးကလည်းမြ мян ပြေးလာပြီးတော့မှအလိုသမားတွေကိုတားပါတယ်အဲ့ဒီအဖိုးကြီးရဲ့အကြောင်းပြောပြလိုက်တဲ့အခါမှာပဝင်းကြီးမှာရှိတဲ့လူကလည်းကလေးလေးကိုယူသွားပြီလို့ထင်နေမှာပဲဖြစ်ပါတယ်လူသေးသေးလေးဟာသူ့ရဲ့ဂါထာနဲ့လုပ်ပြီးလိုက်တော့မှကြောက်ရွံ့ကြီးပုံမှန်ဆိုင်ကိုပြန်လည်ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်အဖိုးကြီးကိုသူကြိုက်တဲ့အဖွားနဲ့အနမ်းခင်ရဖို့အတွက်အချစ်စီရဲ့တံမိုးကသာသူ့ကိုခေတင်နိုင်မယ်ဆိုပြီးတော့အဖွားကိုလိန်ပြောလိုက်ပါတယ်အဖွားသွားပြီးတော့နမ်းတဲ့အချိန်မှာလူသေးသေးလေးကလည်းသူ့ရဲ့ဂါထာကိုခိုးပြီးတော့တုံးလိုက်ပါတော့တယ်ခင်ဗျာ